အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြတော့မှာကတော့ကျွန်တော်ဒီရှေ့ကကားရီကိုပေါ့နော်လိုက်ပြီးရင်ဘာတွေရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဖြစ်ပါတယ်ဒီကားပေါက်ကွဲရနေဒီကားထဲမှာရှိတဲ့jellyfish လို့ကောင်းလေးရဆိုရင်လွတ်ထွက်လာမှာပဲဖြစ်ပြီးတော့ကိုကိုhost ဖြစ်လာကတ်မှာပဲဖြစ်ပါတယ်ဒီ host ဖြစ်လာကတ်နေတဲ့အချိန်တွင်းမှာကိုက sprawless ဆိုတဲ့item လေးတွေဇာတ်တိုက်ရရှိမှာပဲဖြစ်ပါတယ်ရရှိလာတဲ့ item တွေနဲ့ဒီ teleportation tower တိုင်းမှာရှိတဲ့ဒီ NISA ဆိုတဲ့ကောင်မလေးစီကနေသူပြထားတဲ့ item တွေနဲ့မိုက်တဲ့ power တွေကိုလဲလို့ရမှာပဲဖြစ်ပါတယ်အဲ့ဒီပြင်ကို jellyfish လေးလာကန်နေတော့ကန်ကောင်းလို့ရှိရင် polar jelly ဆိုတဲ့ deviant ကိုလည်းရရှိအောင်မှာပဲဖြစ်ပါတယ်တို့အနေနဲ့အခြားသတိထားမှာကတော့ဒီကားပေါက်ကွဲနေတဲ့ဇုံအတွင်းမှာအခြား player ရှိခဲ့လို့ရှိရင် B/E ကနေ B/B ဖြစ်လာမှာဖြစ်ပြီးတော့အခြား player တွေကျွန်တော်တို့ကအချင်းချင်းချပြီးတော့ဒီ jellyfish ကိုယူရမှာဖြစ်ပါတယ်ကျွန်တော်ကတော့အခြား player မရှိလို့ကမြင်လို့ရနေရတယ်ဖြစ်ပါတယ်သူသတ်မှတ်ထားတဲ့အချိန်ပြည့်နော်ဒီကားတွေရောဒီဇုံတွေရော jellyfish တွေပါအကုန်ပြောက်ပြီးတော့မူလာအတိုင်းပြန်ဖြစ်သွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးရောဒီတော့ပါပဲအားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ See you guys